ခက်ခဲကျတဲ့နဲ့လုပ်ငန်းတိုင်းအတွက်အင်အားပြည့်နဲ့တွန်းအားပေးမဲ့စွမ်းရည်မြင့်အင်ဂျင်ကိုရှာနေပါသလားအဖြေကတော့ Rado အားနဲ့ရပါပဲဒီ Rado အားနဲ့ရဟာမြင်းကောင်ရည်အား6កောင်ခွဲကိုအပြည့်အဝပေးဆက်နိုင်တဲ့ဆက်ပဲဖြစ်ပါတယ်စိုက်တွေရေးလုပ်ငန်းရေချောင်းလုပ်ငန်းနဲ့လျှက်စစ်မီထလို့တာပဲဖြစ်ဖြစ် Rado ရဲ့ခိုင်ခန့်တဲ့ line သားနဲ့ဘလောက်ကိုတိစောက်ပုံကြောင့်မလို့အပူတန်နဲ့ဝင်ပြီးမှုတန်တွေကိုလည်းအကောင်ဆုံးခံနိုင်ရရှိပြီးတော့တာရှိခံပါတယ်ရှင်စနစ်တကျပေါင်းဆက်ထားတဲ့ကာဘရိုက်တာနဲ့အင်ဂျင်စိတ်ပိုင်းမှကြောင့်စီစားနှုန်းကလည်းအများကြီးကိုတက်တာပါတယ်ရှင်ရေစုပ်ဆန်မီးစံထွန်ဆက်ဆက်လေးစတဲ့ဘလို့ဆက်ပစ္စည်းမှမဆို Rado ကတင့်ရဲ့လုပ်ငန်းကိုချောမွေ့စာလဲပတ်ဖို့အကောင်းဆုံးပံ့ပိုးပေးပါလိမ့်မယ်ရှင်ထိုသတိပြုရမှာကတော့မိတ်ဆွေတို့အနေနဲ့အင်ဂျင်ပိုင်းကိုပုံမှန်စစ်ဆေးပြီးမှသုံးဆဲပေးပါနော်ဒါမှသာဆက်ပစ္စည်းရဲ့တက်တန်းကပုံမှန်ကြရှိမှာပဲဖြစ်ပါတယ်ရှင်ဒီ Rado ဆက်လေးကိုတက်ဆင့်ပြန်လဲရောင်းချလို့ဒီဖောက်တဲ့ကြီးတွေပဲဖြစ်ဖြစ်ကိုယ်တိုင်သုံးဆဲကျင်တဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်3ညကို8လီလုံး20နေရ3ညကို6လေးလုံး33900ကိုဆက်သွယ်စုံစမ်းဝယ်ယူလို့ရပါတယ်ရှင်ဆိုင်မာလာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့မန္တလေးမြို့ရဲ့လိပ်စာတွေဖြစ်တဲ့83လမ်း26ခွန်ကြားမှာတက်ဆိုင်68လမ်း114နဲ့115ကြားမှာတက်ဆိုင်ရှိပါတယ်ရှင်ရန်ကုန်မြို့ကမိတ်ဆွေတွေကတော့တီရီမွန်လမ်းမကြီးတီရီမွန်ပလာဇာဝင်းဘရစ်နောင်မရန်ကုန်မြို့နယ်မှာပဲဖြစ်ပါတယ်ရှင်